ဂိမ်းတကိန်းဟာငယ်ဘွားရဲ့အမှတ်တရတွေပြန်သတိရစေရဆိုအောင်ယုံလားအခုနောက်ပိုင်းအရင်ကထက် game play ပိုင်းရောအခြားအရာတွေရောတိုးတက်လာတဲ့ game တွေအများကြီးဆော့လို့ရပြီဆိုပေမဲ့ငယ်တော့လို့ရရင်ရတယ်လို့ခိုးဆော့ခဲ့ရတဲ့ game ဟောင်းလေးရဲ့ feeling ကိုတော့ပြန်ပြီးနိုင်ခွင့်မရှိတော့ပါဘူးဒီဗီဒီယိုမှာတော့ Numaster ကငယ်ဘွားကိုပြန်အမှတ်ရစေမဲ့ Chime ဂိမ်း၄မျိုးကိုပြပြရမှာပဲဖြစ်ပါတယ်အရင်ကလည်းဒီလို game တွေနဲ့ပတ်သက်ပြီးဗီဒီယိုတစ်ပုတ်လုပ်ဖူးပါသေးတယ်ဒါကတော့ part 2အနေနဲ့တင်ပြရမှာဖြစ်ပါတယ်နောက်လည်း Chime ဂိမ်းတွေကိုထပ်တင်ပေးတော့မှာမလို့စိတ်ဝင်စားရင် YouTube channel ကို subscribe လုပ်ခဲ့လို့ရပါတယ်ဒီဗီဒီယိုမှာဘယ်လိုဂိမ်းတွေပါမလဲဆိုတာကိုတော့ကြည့်ရအောင် The Lost City ငယ်တော့ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာကြမယ်ဆိုပြီးတော့ဆော့ခဲ့ဒီ The Lost City ဆိုတဲ့ဂိမ်းကိုလူတိုင်းမှတ်မိမှာပါငယ်တော့ Numaster တို့အတွက်အခက်ခဲဆုံးဂိမ်းတစ်ခုလို့ပြောလို့ရပါတယ်ပါဆယ်ရီကိုဖြည့်ရှင်းပြီးပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရတာတော်တော်ကြီးစိတ်ဝင်စားဖို့ကောင်းပြီးတော့အရင် relax ဖြစ်တဲ့ဂိမ်းတစ်ခုပါဒီလို game file ကိုပေးတဲ့ဂိမ်းတွေအခုနောက်ပိုင်းတော်တော်ကြီးရှားပါပြီငယ်ဘွားအမှတ်တရတွေများစွာရှိတဲ့ဒီ The Lost City ဆိုတဲ့ game ကိုတော့ Play Store ကနေဆိုရင် MMK 3000နဲ့ဝယ်ဆော့လို့ရပြီးတော့အခြား website တွေဆိုရင်တော့ free down ပြီးတော့ဆော့လို့ရပါတယ် Zombie Tsunami ဒီ game ကိုမြင်လိုက်တာနဲ့ဘာ game လဲဆိုတာကိုတန်းသိကြမယ်လို့ထင်ပါတယ် Zombie Tsunami ဆိုတဲ့အတိုင်းပဲ zombie တွေကို control လုပ်ပြီးဆော့ရမယ် game ပါ game လေးကတော့ရိုးရှင်းလေးပါ control တွေအများကြီးလည်းမပါဘူးဒီတိုင်း screen ကိုဖိလိုက်ရတဲ့ control တစ်ခုပဲပါဒီတိုင်းရှေ့ကိုသွားနေတဲ့ zombie တွေကိုခုံနဲ့ control တစ်ခုနဲ့ထိန်းပြီးဆော့သွားမှာပါဒီလောက်ရိုးရှင်းတဲ့ game လေးဆိုပြီးတော့လွယ်မယ်လို့တော့မထင်လိုက်ပါနဲ့ငယ်တော့ဆော့ခွင့်သူတိုင်းသိကြမှာပါ zombie ရဲ့အပြင်လမ်း box လေးတွေကိုစားပြီးတော့ power တွေလည်းအမျိုးမျိုးရပါတယ်item တွေလည်းအများကြီးပါမယ် level အပ်တာတွေဒါအပြင်ဒီခဲချစ်တာလေးကတော့ဒီ game ရဲ့အသက်လို့တော့ပြောလို့ရပါမယ်ခဲချစ်တာလေးပြေသွားရင်ဘာများပါမလဲဆိုပြီးရင်ခုံနဲ့ခဲချစ်ခဲ့ရတဲ့အချိန်လေးကိုမှတ်မိမယ်လို့ထင်ပါတယ်ယခုထိလည်း Play Store ကနေအလွယ်တကူ download ရတဲ့ game လို့အချိန်မီ၍အပြင်းပြေပြန်ဆော့လို့ရတဲ့ game ပါ Tamaran ကဲဒီ Tamaran ဆိုတဲ့ game ကလည်းလူတိုင်းမစိမ့်တဲ့ game တစ်ခုပါယခုခေတ်လို့ multiplayer game တွေမပေါ်လာခင်ကမင်းဘယ်လောက်ထိပြေးနိုင်လဲငါဘယ်လောက်ထိပြေးနိုင်လဲဆိုပြီးတော့အချင်းချင်းပြိုင်ဆိုင်ခဲ့ရတဲ့ game တွေပါဖုန်းနှလုံးနဲ့တယောက်တစ်လက်ဆော့ခဲ့ကြတဲ့အချိန်လေးတွေကိုလည်းမှတ်မိကြမယ်ထင်ပါတယ်ဒီငယ်တော့ဆော့ခဲ့တဲ့ game လေးကိုခုပြန်ဆော့ရင်လွယ်မယ်လို့ထင်တော့မှားသွားပါလိမ့်မယ်ဒီ game ကိုပြန်ဆော့မိရင်ငါငယ်တော့အဲ့လောက်ခက်တဲ့ game ကိုဆော့နိုင်ခဲ့ရလားလို့တော့တွေးမိစေမှာပါ game ပုံစံတော့ရိုးရှင်းလေးပါအဆုံးမရှိတဲ့လမ်းမှာပြေးရမှာပါဘဲညာကွေ့ခုံငုံပြီးတော့ရှိမှရှိရဲ့တားစီကိုကြော်ဖက်ရမှာပါငယ်တော့လို့စိန်ခေါ်မှုတွေထပ်လုပ်ပြီးတော့ပြန်ဆော့ချင်ရင်တော့အခုပဲ Play Store နဲ့ထောင်းပြီးပြန်ဆော့လို့ရပါတယ် Hickline Racing ဒီ game ကလည်းငယ်တော့ခလေးတိုင်းရဲ့အသေးဆွဲ racing game လို့ပြောပါမယ် brake နဲ့ gas ဆိုပြီးတော့ control နှစ်ခုတိုင်းနဲ့ဆော့ရမယ်ခင်ဗျာကျန်းနှမ်းမြေအနေမြင့်တွေနဲ့မနီညာတဲ့လမ်းပေါ်မှာကားလေးစီးနဲ့ပန်းတိုင်ကိုရောက်သွားမှာပါဒါအပြင်ကားစီကိုလည်းထိန်းပြီးမောင်းသွားမှာပါရိုးရှင်းတဲ့ဂိမ်းလေးလို့ထင်ရပေမဲ့လွယ်ကူတဲ့ဂိမ်းတစ်ခုလည်းမဟုတ်ပြန်ပါဘူးကျန်းတန်းနေတဲ့လမ်းမကြီးပေါ်မှာစီထွေတာကတော့မမှောက်အောင်ထိန်းရတော့ဟာဘလောက်တော့ခက်ခဲလဲဆိုအောင်စော်ပွဲလူတိုင်းသိကြမှာပါဒါအပြင်ဒီဂိမ်းထဲမှာမတ်တွေအများကြီးအပြင်ဆိုင်ငယ်တွေကားတွေအမျိုးမျိုးနဲ့ level တွေလည်းမြင့်လို့ရမှာလို့စော့ဟာညီငွေသွားစေမဲ့ဂိမ်းမဟုတ်ပါဘူးငယ်တော့လောင်ပြီးဆော့ခဲ့ရတဲ့ဒီဂိမ်းလေးကို Play Store နဲ့အလွယ်တကူထောင်းပြီးပြန်ဆော့လို့ရနေပြီနော်အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်လည်းလူမျိုး gaming နဲ့ပတ်သက်တဲ့ game အကြောင်းတွေခြား gaming community နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းအများနဲ့တင်ဆက်ပေးသွားမှာမလို့စိတ်ဝင်စားရင် channel လေးကို subscribe လုပ်ခဲ့လို့ရပါတယ်နော်